ဒီတစ်ခါကျွန်တော်ပြောချင်တဲ့သင်ခန်းစာကတော့ Microsoft မှာပေါ့နော်editing group တွေက file နဲ့ replace အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်အရင်ဆုံး file ပေါ့နော် file ဆိုတာကကျွန်တော်တို့ဒီစာပိုက်တွေမှာစကားလုံးတွေဘယ်နှလုံးပါတယ်လဲဆိုတာကိုကျွန်တော်တို့စစ်ချင်တဲ့အခါမှာသိချင်တဲ့အခါမှာရှာကြည့်လို့ရတယ်ခုဒါဆိုလို့ရှိရင်စာရွက်ပေါင်းစာမျက်နှာပေါင်း10ရွက်ရှိပါတယ်စကားလုံးပေါင်း2330စကလုံးရှိပါတယ်အလုံးရရှိပါတယ်ဘယ်မှာကြည့်ရမလဲဆိုရင်ဒီ Microsoft Word ရဲ့ဘယ်ဘက်အောက်ခြေထောင်လေးမှာပေါ့နော် page 1 or 10ရှေ့ကရောက်ဆဲစာမျက်နှာနောက်ကစာမျက်နှာအရေးအတွက်ပေါ့နော်ကျွန်တော်တို့နောက်တစ်ရက်သွားရင်လည်းနောက်တစ်ရက်သူပြပေးလိမ့်မယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကဘာလို့သိချင်တာလဲဗီဒီယိုစာပိုက်တွေကတော့အများကြီးပဲပေါ့နော်ကျွန်တော်ကတော့ဒါထက်က copy ကူးထားပါတယ်အဲ့ဒီစကလုံးလေးတွေထက်ကပါနေအောင်လို့ပေါ့အဲ့ဒီမှာကျွန်တော်ဗီဒီယိုဆိုတဲ့စကားလုံးလေးဘယ်နှလုံးရှိတယ်လဲဒီစာမျက်နှာ10မျက်နှာထဲမှာဗီဒီယိုဆိုတဲ့စကားလုံးလေးဘယ်နှလုံးသုံးထားတယ်လဲသိချင်တယ်အဲဒါကြောင့်ကျွန်တော်ဗီဒီယိုဆိုတဲ့စကားလုံးလေးကိုselect မှတ်ထားမယ်ပြီးသွားလို့ရှိရင် file ကိုတွားနှိပ်လိုက်တာနဲ့ဗီဒီယိုဆိုတဲ့စကားလုံးလေးကိုသူဝါရောင်လေးနဲ့ highlight လုပ်ပေးတယ်အဲဒါကျွန်တော်အဲ့ဒီ highlight လေးတွေလိုက်စီအောင်လိုက်ပြီးတော့ရီရမှလားဆိုရီစရာမလိုပါဘူးဒီမှာnavigation မှာသူပြပေးတယ်ပေါ့နော်ဗီဒီယိုဆိုတဲ့စကားလုံးဒီ68လုံးဒီမှာတွေ့ပါတယ်တဲ့ကျွန်တော်တို့ဒီဟာတွေကိုပြန်ပြီးမလို့ကျွန်တော်တို့ငကိုတိုင်းပဲပြန်ထားခြင်းနဲ့ဆိုရင်ဒီဟာလေးကို close button လေးနှိပ်ပြီးရုံပါပဲနောက်တစ်ခုက replace ဒီမှာကျွန်တော်စာပိုက်ရဲ့ဒီမှာပေါ့နော်ပို့ပြီးတော့ထပ်ရေးထားတယ်ဥမောင်ဆိုပြီးတော့အဲ့ဒီမှာကျွန်တော်တို့replace ဆိုတာကတော့အစာထိုးတာပေါ့နော်ကျွန်တော်တို့တစ်စုံတစ်ခုရေးလိုက်တယ်မှားသွားတယ် date တွေလည်းဖြစ်မယ်နာမည်တွေလည်းဖြစ်မယ်စကားလုံး spelling တွေလည်းဖြစ်မယ်ပေါ့နော်စကားလုံးတွေစလုံးတွေပေါင်းထားတာတွေလည်းမှားတာတွေဖြစ်မယ်ဒီမှာဆိုရင်တော့မောင်ကိုကျွန်တော်ဒီမှာအတူကောင်းနဲ့ရေးထားတယ်အဲ့ဒါကို mg မောင်ဆိုတဲ့နေရာကိုကျွန်တော်က maumg မောင်ဆိုပြီးတော့ပြန်ပြီးတော့ပြင်နေတာပေါ့နော်အဲ့ဒီတော့ကျွန်တော်mg မောင်ဆိုတဲ့စကားလုံးလေးတစ်ခုကို select မှတ်မယ် replace အမ find word အဲ့ဒီမှာ find word ဆိုတဲ့စကားလုံးမှာကျွန်တော်တို့ကစံတော့ select မှတ်ထားတဲ့စလုံးလေးပေါ်မယ်ပေါ့နော်ဒါကငကိုရှိရင်ဆိုရယ်စကားလုံး replace with ဘာနဲ့အစားထိုးမှာလဲ mg မောင်ဆိုတဲ့နေရာမှာကျွန်တော်က maumg မောင်လို့အစားထိုးမယ်အဲကြတော့ find replace with မှာ maumg မောင်လို့ကျွန်တော်ရေးလိုက်ပြီးအမှ replace all ဆိုရင်ဒါ mg မောင်တွေ့တိုင်းmg မောင်တိုင်းကိုသူက maumg မောင်အစားထိုးသွားမယ် replace ဆိုရင်ဒါတစ်ခုချင်းလေးအစားထိုးသွားတယ်ဒီမှာဆိုရင် mg မောင်ကနေပြီးတော့ maumg မောင်ပြတ်သွားပြီနောက်တစ်လုံးအစားထိုးခြင်းနဲ့ဆိုရင် replace ကိုနှိပ်လိုက်တယ်တစ်ခုချင်းသူလိုက်ပြီးတော့အစားထိုးသွားမှာပေါ့နော်ရှိသမျှ mg တိုင်းကိုကျွန်တော်က maumg မောင်လို့အစားထိုးခြင်းနဲ့ဆိုရင် replace all ကိုနှိပ်လိုက်ရုံပါပဲခါရမ်းကျကျွန်တော်ကအစာမထိုးဘဲနဲ့ကြော်ကျင်တဲ့စကလုံးတွေရှိတယ်အဲ့ဒါဆိုရင်ဘယ်ကနေကြော်မှာဆို file name နဲ့အစာမထိုးခြင်းလို့ဆိုရင်ကြော်လို့ရတယ်ဒီမှာတော့ကျွန်တော်အကုန်လုံးကိုအစာထိုးလိုက်မယ် replace all နဲ့အဲ့ဒါဆိုရင် mg မောင်တိုင်းကိုသူက maumg မောင်လို့အစာထိုးသွားပါပြီဘလောက်အစာထိုးလဲဆိုဒီမှာပြပေးတယ် we make 30 replacement နေရာပေါင်း30ထိကိုသူအစာထိုးသွားပါပြီနေရာလေးသုံးဆိုရင်ကျွန်တော်တို့ date တွေရေးတယ် date တွေကမှားနေတယ်နာမည်တွေရေးတယ်နာမည်တွေမှားနေလို့ပြင်နေတယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့တစ်ခုချင်းလိုက်ပြင်စရာမလိုပဲနဲ့ replace နဲ့အကုန်လုံးတစ်ခါတည်းပြင်လို့ရပါတယ်